ရှင်သာရိပုတ္တရာမြတ်စွာဘုရားကိုဟောအောင်တိုက်တွန်းလိုက်တာအဲ့ဒီအချိန်မှာမြတ်စွာဘုရားကဝိပဿနာတရားဟောတာတကယ်ချင်းချင်းလေးဟောတာချင်းချင်းလေးဟောလိုက်ရင်ဘာလို့ရမလဲဆိုတာဘုန်းကြီးတို့တရားနာပရိသတ်သဘောပေါက်သွားနိုင်တယ်ပေါ့ဝိပဿနာကျင့်စဉ်ကအကျယ်ကြီးဆိုတဲ့အခါတို့ဘယ်လိုကျင့်ရမလဲလို့သဘောပေါက်ခြင်းမှာပေါက်မယ်အကျဉ်းလေးဒီသုတ္တမှာဟောထားတယ်အကျဉ်းဆုံးဝိပဿနာတရားလေးဘယ်လိုဟောတော့ဆိုတတ္တမတိဟသာရိပုတ္တဧဝံသိခိတပါကောင်းပြီဝိပဿနာတရားကျင့်တယ်ဆိုတာဒီလိုကျင့်ရမယ်မြတ်စွာဘုရားနိဗ္ဗာန်ကိုလိုချင်တယ်အရတ္တဖို့ကိုရချင်တယ်အမြင့်ဆုံးအကျိုးတရားကိုရချင်တယ်ဆိုရင်ဒီလိုကျင့်တယ်ဆိုပြီးတော့ကျင့်ပုံကျင့်နည်းလေးကိုမြတ်စွာဘုရားသုံးခုနဲ့ယဟန္တာဖြစ်သည့်ထိအောင်ဟောဝိပဿနာကျင့်တာက2မျိုးရသွားတဲ့အကျိုးက1မျိုးအဲ့ဒီမှာကျင့်ပုံကျင့်နည်းဝိပဿနာရဲ့အာယုံ2မျိုးကိုထုတ်ပြပြီးတော့ဟောတယ်မြတ်စွာဘုရားဟောတဲ့စကားအကျဉ်းလေးကိုအရင်မှတ်ရအောင်ပြီးတော့မှရှင်းပြမြတ်စွာဘုရားကဘယ်လိုဟောလိုက်တုံးဆိုဣမတမိစသဝိညာဏကေကာယေအဟင်္ကာရမမင်္ကာရမာနာနုတ္တိယနဘဝိတန္တိသဝိညာဏကဆိုတဲ့အသိစိတ်ရှိတဲ့ဟောဒီကာယအဲ့ဒီကာယမှာအဟံကာရငါလို့လူတွေကထင်မှတ်စေတဲ့ဒိဋ္ဌိမမံကာရငါဟာလို့ထင်မှတ်စေတတ်တဲ့တဏှာကိုယ်ထင်ကြီးတဲ့မာနဆိုတဲ့လူတွေရဲ့စိတ်စဉ်ထဲမှာဆွဲလန်းပြီးဆွဲကပ်ပြီးတော့ပါလာတဲ့မာနအဲ့ဒါတွေမရှိစေရဘူးအဲ့ဒါတွေကွာအောင်လုပ်ရမယ်ဒါနံပါတ်1ကိုယ့်ရဲ့ကိုယ်ကာယမှာတဏှာဒိဋ္ဌိရဲ့တဏှာရဲ့မာနရဲ့ဒီတရားတွေမကတ်စေရဘူးဒီတရားတွေကိုဖယ်ရှားရမယ်ဒါကစကားတစ်ခုနောက်ဒုတိယစကားတစ်ခုကပါတော့ဆိုရင်ဗဟိဋ္ဌာသသဗ္ဗနိမိတ်တေတုအဟင်္ကာရမမင်္ကာရမာနာနုတ္တိယနဘဝိတန္တိအပြင်ကအာယုံမှန်သမျှအပေါ်မှာလည်းပဲငါဆိုတဲ့ဒိဋ္ဌိငါဟာဆိုတဲ့တဏှာမာနဆိုတဲ့အနုတ္တိယတွေမဖြစ်အောင်လုပ်ရမယ်ဒါကစကားတစ်ခုဒါဝိပဿနာကျင့်စဉ်ကိုအကျဉ်းလေးဘာကိုမှတ်ရမလဲဆိုတာကိုအကျဉ်းလေးပြလိုက်အဲ့လိုအကျဉ်းလေးပြပြီးတဲ့အခါမှာအရတ္တဖို့ဆိုတဲ့အမြင့်ဆုံးအကျိုးရရှိလာပုံကိုပြောတဲ့အခါမှာတမာတိအနေနဲ့လည်းပဲကိလေသာတွေကလုံးဝလွတ်သွားတဲ့စေတောဝိမု ക്തി လို့ခေါ်တဲ့အရတ္တဖို့တမာတိပညာအနေနဲ့လည်းကိလေသာတွေကအလုံးလွတ်သွားတဲ့ပညာဝိမု ക്തി လို့ဆိုတဲ့နော်စေတောဝိမု ക്തി တမာတိနဲ့ပညာဝိမု ക്തി ဆိုတဲ့ရတ္တဖို့ပညာအဲ့ဓာတွေနဲ့စေတောဝိမု ക്തി နဲ့ပညာဝိမု ക്തി လို့ဆိုခေါ်တဲ့တမာတိစိတ်ဤကိလေသာမှလွတ်မြောက်မှုအတိပညာဤကိလေသာမှလွတ်မြောက်မှုလို့ဆိုတဲ့အရတ္တဖို့ကိုမျက်မှောက်ပြုပြီးတော့နေနိုင်တဲ့အဆင့်ဖြစ်တဲ့အဲ့ဒါလို့နေနိုင်ပြီဆိုလို့ရှိရင်အဲ့ဒါလို့နေလိုက်ပြီဆိုရင်စိတ်ကလည်းကိလေသာတွေကလွတ်သွားတယ်ပညာလည်းကိလေသာတွေကလွတ်သွားပြီဆိုရင်အဟံကာရဆိုတဲ့ဒိဋ္ဌိမမံကာရဆိုတဲ့တဏှာမာနဆိုတဲ့အနုတ္တိယတွေဟာဘယ်တော့မှမဖြစ်တော့ဘူးလို့အမြင့်ဆုံးအကျိုးတစ်ခုကိုဖော်ပြတယ်